မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ကပေါ့နော်အခုလက်ရှိထိုင်းနိုင်ငံမှာနေတဲ့သူတယောက်လည်းဖြစ်ပါတယ် online စီးပွားရေးတွေကိုဆိုလို့ချင်းကျွန်တော်ကပေါ့နော်အရင်ကသိယုံကြည်မှုမရှိဘူးပေါ့နော်ဒီ online ကိုယုံကြည်မှုမရှိဘူးဒါပေမဲ့ဒီမှာပေါ့နော်ကျွန်တော်ကဒီ online တွေဆိုတော့အရင်တော့ကလိန်နာပဲထင်တယ်ပေါ့နော်လိန်နာပဲထင်တယ်ဒါပေမဲ့အခုလက်ရှိကျွန်တော်ဒီစီးပွားရေးကိုပေါ့နော် Double Affiliate Marketing ကိုဒါဝင်ရောက်ပြီးတော့လေ့လာခဲ့တယ်ပေါ့နော်လေ့လာခဲ့တယ်ဝင်ရောက်ပြီးတော့လေ့လာတဲ့အချိန်မှာဒီစနစ်ကပေါ့နော်ဒီစနစ်ကအရန်ကောင်းမွန်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကိုကိုတိုင်းပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုကိုတိုင်းပစ္စည်းပို့စရာမလိုဘူးပစ္စည်းတွေတူလောင်စရာမလိုဘူးရင်းနှီးတွေအများကြီးမလိုဘူးပေါ့နော်အချိန်တွေအများကြီးပေးစရာမလိုဘူးတကယ်လို့ကိုမှလက်ရှိအလုပ်တစ်ခုလုပ်နေတယ်ပေါ့နော်လက်ရှိအလုပ်တစ်ခုလုပ်နေလို့သင်တန်းတွေတက်ဖို့မအားဘူးပေါ့နော်အခုလိုမျိုးမအားဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ကစိတ်ပူစရာမလိုဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အားလိုက်ချိန်မှာဝင်ရောက်ပြီးတော့သင်လို့ရအောင်တပေါ့နော်ဒီ Facebook group တွေမှာကျွန်တော်တို့ကိုဗီဒီယိုတွေအခမဲ့ကျွန်တော်တို့ရဲ့ဆရာမနီးပြတွေကပေါ့နော်ဒါသင်ကြားပေးထားတာဖြစ်တယ်နော်ဗီဒီယိုတွေတင်ထားတာဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အားလိုက်ချိန်လေးမှာကိုကဒီထက်မှာဝင်ရောက်သင်ယူလောက်ကင်လို့ရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့အရင်ကဆိုလေကျွန်တော်မယုံကြည်ဘူးဒါပေမဲ့အခုချိန်မှာကိုယ်တိုင်ကိုယ်ကျဝင်ရောက်လောက်ကင်တဲ့အချိန်မှာပေါ့နော်ဒါဝင်ငွေဆိုလဲပြန်လဲရရှိလာပြီကျွန်တော်တို့မှာအားလိုက်ချိန်မရှိပါဘူးပေါ့နော်ကိုယ့်ရဲ့အားလိုက်ချိန်လေးမှာဝင်ရောက်ပြီးတော့ဒါလေ့လာသင်ယူခဲ့တာဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေတို့လည်းအခုလိုမျိုးဒါကိုကလုပ်ငန်းတစ်ခုလုပ်နေတယ်လုပ်တစ်ဖက်နဲ့မအားတဲ့သူတွေအတွက်ပေါ့နော်အခုလိုမျိုးကျွန်တော်လုပ်နေတဲ့ဒါအလုပ်ကိုဝင်ရောက်လေ့လာလို့ရတယ်ကိုကတကယ်လို့ဝင်ရောက်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုအောက်မှာပေါ့နော် comment မှာ333လို့ရေးခဲ့လို့ရတယ်အားလုံးကိုချစ်ခင်လေးစားပါတယ်ကျွန်တော်နာမည်အောင်ထိပါနောက်နေ့မှပြန်ဆောင်မယ်ဘိုင်ဘိုင်